Hello try တန်တော်ရဲ့ဒုတိယမြောက်နေ့လေးမှာတော့ညီမတို့က National Park ထဲမှာရှိတဲ့ Paddock စီယာကို Nature Trail ကိုလမ်းလျှောက်မှာဖြစ်တယ်ပေါ့နော်ဒီ trail ရဆိုရင်ရေတခွန်နေနဲ့ဒီရှုခင်းနေနဲ့တအားကိုလှပြီးတော့2 နာရီလောက်ပဲပေါ့နော်ရှောက်ရတဲ့လွယ်ကူတဲ့ trail ဖြစ်တဲ့ကြောင့်မို့အလုံး try လို့ရပါတယ်နော်ညီမတို့အခုစပြီးတော့ရှောက်နေပြီပေါ့နော်ဒီ trail ကိုရှောက်မှုအတွက်ကိုယ့်ဘာကိုသွားလို့မရဘူးညီမတို့တွေဒီ guide ကိုငှားရတယ် guide ကလည်းညီမထင်တာ100လား200လားမသိဘူးအဲ့လောက်ပေးရတယ်ပေါ့နော်တစ်ဖွဲ့လုံးစားပေါ့နော်အဲ့လိုမျိုး share ပြီးတော့ပေးရတယ်အရင်လဲဈေးမကြီးဘူးပေါ့နော်ဒါဆိုညီမတို့ခု strawberry ချန်ကိုရောက်သွားပြီဒီထဲမှာပေါ့နော်ဒီ strawberry ချန်ရေတခွန်အဓိကနာမည်ကြီးတာပေါ့နော်ပြီးလို့ရှိရင် coffee ဘင်တွေလည်းအများကြီးရှိပြီးတော့ coffee အစစ်တောက်လို့ရတယ်ပေါ့နော် coffee အစစ်ကနေကြိတ်ပြီးတော့ဒီ coffee အမှုတ်ကိုကိုယ်တိုင်ဖြော်ပြီးတော့ပေါ့နော်တောက်တဲ့ဟာကနာမည်ကြီးတာပေါ့နော်ကိုကဒီတဘာဝပတ်ဝန်းကျင်ကိုကြိုက်တယ်အဲ့လိုမျိုးပေါ့နော်ညညိလေးနဲ့ဒီ strawberry လေးစားလိုက်ဒီ coffee လေးတောက်လိုက်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးရေတခွန်လေးကိုကြည်လိုက်လှုပ်ချင်တဲ့လူတွေဆိုရင်ဒီထွေးကအရန်ကိုဖိုးတက်နေပေါ့နော်ပြီးတော့လမ်းလျှောက်ရတာလည်းအရန်မခတ်ဘူးဒီကလေးတော့မရှောက်လို့ရတယ်ကွာနည်းနည်းဟိုပါပေါ့အနေအများရဲ့နေရာတွေတော့ရှိရပေါ့နော်တေချာနည်းနည်းကယူဆိုင်မို့လို့ရကွာအရန်ကိုလေးပျော်စရာကောင်းတဲ့ရှုကလေးတွေကြည့်လိုက်ပါအောင်နော်ဆက်ပြီးတော့အရန်ကိုကြိုက်ပါပါညီမတို့ရောက်နေတာကျတော့ရေတခွန်ရဲ့ထိတ်ဆုံးပိုင်းပေါ့နော်ရေတခွန်လမ်းတိုင်းမဲ့ဆင်းသွားမှာဟိုးရေတခွန်တောင်ချီအထိကိုရောက်သွားမယ်ကွာဒီထွေးတစ်လျှောက်မှာရေတခွန်တစ်လျှောက်လုံးရေတခွန်လမ်းဘေးတိုင်းပေါ့နော်ဆင်းသွားပြီးတော့မှညီမတို့ကဒီစပါးခင်းတွေကိုဖြတ်ပြီးတော့သွားမှာပေါ့နော်ဒီနေရာမှာပေါ့နော်နေထိုင်တဲ့သူတွေကညီမထင်တာကရင်လူမျိုးတွေများမယ်နဲ့တူတယ်အခုညီမတို့ကိုလိုက်ပို့ပေးတဲ့ guide ဆိုလဲကရင်ပဲကွာသူဆိုလဲလေပြီးတော့ညီမတို့ကရင်အဝတ်ထဲရောင်းတဲ့ဆိုင်တွေလည်းတွေ့ရဆိုတော့လေဒီပတ်ဝန်းကျင်မှာနေတာကကရင်တိုင်းရင်းသားတွေများမယ်ပေါ့နော်တောင်ကအတက်ကလုံးဝမရှိတဲ့အတွက်ကြောင့်မမောဘူးဒါပေမဲ့အစင်းလန်းတွေကအရန်ကိုအများရတဲ့ကြောင့်မို့ဒူးကိုတော့တော်တော်လေးကိုအသုံးပြုရပါတယ်ဒီလမ်းလေးကျတော့နည်းနည်းကျင်းနေပေါ့နော်ဘေးမှာကြောက်ကပါနဲ့ဆိုတော့ကလေးတွေပါမယ်ဆိုဒီနေရာလေးမှာနည်းနည်းလေးသူတို့ကိုဂယုစိုက်ပေးဖို့လိုတယ်ပေါ့နော် ညီမတို့ကကိုရေတကုံကိုဖြတ်ပြီးတော့အခုဒီလမ်းတိုင်းသွားပြီးတော့စပါးခင်းနေစီကိုသွားမယ်။သွားပြီးရင်အဲ့ကနည်းနည်းထပ်ဖြတ်ရင်ကော်ဖီဆိုင်ရောက်ပြီးဒါခရီးဆုံးပြီပေါ့နော်။ ညီ
ခင်တွေဘယ်လောက်လှလဲဆိုတာတော့မပြောနေတော့ပါအောင်နော်ကိုပါတာကိုပဲကြည့်လိုက်ပါတော့နော်အနောက်မှာကြည့်အောင်ရှိခင်လေးရောဒီနေ့ tree ကညီမမနေ့က tree ထပ်ပို့ကြိုက်တယ်အရင်မိုက်တယ်နော်ဒီလိုကနေလည်းအရင်လှတယ်ဒီလိုမျိုးတော့တောင်နေစိုက်ခင်လေးတွေလည်းအရင်လှတယ်ဘာလို့ဒါဆက်တော့မယ်လဲမော်နော်အရင်အေးချမ်းလာတယ်ခုညီမတို့ coffee ဆိုင်ရောက်ပြီပေါ့နော်လူတော်တော်များများကဒီ coffee ကြောက်ဒီ tray ကိုလာတဲ့လူတွေရှိတယ်အရန်ကောင်းတယ်လို့ပြောရင်ညီမက coffee မတောက်တော့တောက်လို့မရဘူးပေါ့နော်ကြည့်ရှုပေးရတဲ့တယောက်ချင်းစီအားလုံးကိုကျေးဇူးအများကြီးတင်တယ်နော်နောက်ထပ်ညီမရဲ့ vlog တွေကိုလည်းဆက်ပြီးတော့အားပေးပါအောင်နော်